မင်္ဂလာပါပရာမြန်မာ့ YouTube လိုက်ပါရစေကျွန်တော်လုပ်ထားတာလေးပြောတော့စိတ်ကူးရဲ့ပုံဖော်ပြီးတော့တွေးလေးရတာလို့ကျွန်တော်လုပ်လိုက်ကြအောင်တော့အဲ့ဒီရဲ့စိတ်ကူးရဲ့ရလို့လုပ်ထားခက်လူငယ်အချင်းချင်းအကိုးကြောင်မှကျွန်တော်ပြောတယ်စောက်ယူတော့ကျွန်တော်ဘာလို့လဲထင်မရဘူးဖြစ်တယ်ကျိုးတဲ့ဘက်ကနေမရှိလို့စောက်ထားတယ်တွေ့လားအချီတရားအုပ်ချုပ်အဲ့ဒါကျွန်တော်ဒီနောက်ကနေဘူးလေးချုပ်ဒီဓာတ်ရွက်စောက်ယူမြန်မာနိုင်ငံကောင်စောက်ယူတွေဒီနောက်ကျွန်တော်တစ်ခုပဲပြောရင်ဒါမျိုးမလုပ်စေချင်ဘလန်စီယာကတစ်ခုဝယ်ပြီးအိမ်ပေါင်ကြီးဝယ်ပြီးရှင်း